တနင်္လာမှာဘယ်နှခုထွက်နိုင်တယ်လဲတနေ့မှာဘယ်နှခုပြီးမှလဲဆိုတဲ့ဟာတွေကကျတော့ဘလူးပဲလုံးလုံးတတမတ်ချင်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့တော့ခက်မှန်းလို့ရတယ်တစ်လားမှာဆိုတော့ဘယ်နှခုထွက်နိုင်လဲဆိုတာခက်မှန်းချက်တွေကပြီးကြတယ်အဲ့အတွက်ကြောင့်မလို့ planning ဆိုရင်လည်းကောင်းကောင်းမှန်မှန်ကန်ကန်ဆွဲလို့ရတယ် production planning လုပ်တာပဲဖြစ်ဖြစ် planning ဆိုရင်လည်းကောင်းကောင်းလုပ်လို့ရတယ်အခုကကျတော့ကျွန်တော်တို့မှာ Mura ဆိုတဲ့ variability ကဝန်ထမ်းရဲ့ scale မှာလည်းရှိတယ်ဟုတ်လားဝန်ထမ်းရဲ့အရေးချင်း scale တွေကမတူညီကြဘူးတယောက်ကကျတော့တော်ရဲမြန်မြန်လုပ်နိုင်တယ်နောက်တစ်ယောက်ကကျတော့နှေးတယ်အဲ့ဒါလည်း Mura ပဲတော့ scale ကလည်း variation မဖြစ်လို့မရအောင် scale ကလည်းတူရမယ်အဲ့လိုတွေဖြစ်ဖို့တော့ဘာလို့လုပ်ရလဲဆိုတော့ training တွေနဲ့လည်းချိတ်ဆက်ရတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ module 1မှာ scale metric တွေတည်ဆောက်တယ်အကုန်လုံး scale increase လုပ်ပြီးရဆိုတာဘာမှဖြစ်ချင်လို့လဲဆိုရင် Mura မဖြစ်ချင်လို့အဲ့ဒီအကောင်ကဒီမှာပြန်ပြီးတော့ချိန်တယ် standard တွေလုပ်တယ်ဆိုတာဘာကြောင့်လဲဆိုရင်အချိန် Mura မဖြစ်ချင်လို့အဲ့တော့3မိနစ်နဲ့ပြရမယ်အလုပ်ကိုတယောက်ကလုပ်နိုင်နောက်တစ်ယောက်လည်း3မိနစ်မှာတစ်ခုထွက်နေရလို့ဖြစ်တယ်ဆိုတော့တိတိကျကျ calculation လုပ်လို့ရတယ် production planning ကိုလည်းကောင်းကောင်း calculation နဲ့တွက်ပြီးတော့ target တွေကောင်းကောင်းပေးလို့ရတယ် target ခုကကြာ target တော့ပေးလိုက်တယ်လုပ်နိုင်တယ်လို့လုပ်နိုင်တယ်မလုပ်နိုင်တာမလုပ်နိုင်အဲ့တော့ actual result ကြတော့ target မထိဘူးဆိုတဲ့ပြဿနာတွေဖြစ်တယ်ဆိုတာအဲ့ဒါကြီးကြောက်ပေါ့နော်အကုန်လုံးကချိတ်ဆက်နေတာဖြစ်တယ်အဲ့တော့လူနဲ့ပြဿနာတဲ့ပြဿနာမှာလူကိုစံသတ်မှတ်ရင် scale ကိုလည်းခွဲပြလို့မရဘူးလုံးပုံလုံးကြီးခွဲပြလို့မရဘူးလုံနိုင်တဲ့အချိန်ခွဲပြလို့မရဘူး